လူတစ်ယောက်ဟာမက်ရှလင်ကျဲ3ပွင့်အဆင့်ရှိတဲ့စဖိုမူကြီးပြင်ဆင်ထားတဲ့ဘဲကင်ကိုစားကြည့်တဲ့အခါအေးဆက်နေတာကိုသတိပြုမိသွားပါတယ်။ဒါကြောင့်သူကစဖိုမူကိုသူ့မျက်မှတ်ပဲပေးလိုက်ပါတယ်။အဲ့ဒီအခါစဖိုမူကသူ့ကိုတားလိုက်ပြီးဓာတ်နဲ့ဘဲကင်ကိုလှိဖြတ်ပြလိုက်တဲ့အခါဘိုက်ထဲမှာခိုသားတွေကိုထည့်ထားတာတွေ့ရပါတယ်။ခိုသားဟာဘဲကင်ရဲ့ရနံ့တွေကိုစုပ်ယူထားတဲ့အတွက်အရသာကပိုလို့တောင်ထူးကဲနေပါတယ်။ဒါပေမဲ့အဲ့ဒီလူကတော့သူ့မျက်မှတ်ပဲဆက်ပေးထားတော့မှာပဲ။သူကဒီစဖိုမူကရုပ်ဆိုးလို့နဲ့ဧည့်သည်တွေကသူ့မျက်နှာကိုကြည့်တာနဲ့တင်စားခြင်းစိတ်ပျောက်ကုန်လိမ့်မယ်လို့ပြောလိုက်ပါတယ်။စဖိုမူကြီးဟာသူ့ရဲ့ရုပ်ရည်ကြောင့်ပြိုင်ပွဲကနေထွက်လိုက်ရတဲ့အတွက်အကြီးအကျယ်စိတ်တက်ကြသွားပါတယ်။ဒုတိယစဖိုမူကတော့ငါးဟင်းတစ်ပွဲယူလာပါတယ်။အဲ့ဒီလူစစ်ဆေးကြည့်လိုက်တဲ့အခါဒီငါးဟင်းဟာကွဲပြားခြားနားတဲ့ငါး6မျိုးရဲ့အကောင်းဆုံးပိုင်းတွေကိုစူးစီးပြီးပြုလုပ်ထားတာကိုတွေ့ရပါတယ်။ဒါအပြင်ငါးတစ်ဝက်ကိုစီကြော်ထားပြီးကြံတစ်ဝက်ကိုတော့ပေါင်းထားတာကြောင့်ငါးတစ်ကောင်ထဲကနေအရသာ2မျိုးရနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကပဲဒီငါးကိုကြည့်ရတာရေဒီယိုတတိကြွပစ္စည်းတွေကြောင့်ပုံပြက်ပန်းပြက်ဖြစ်နေတဲ့ငါးနဲ့တူတဲ့ဧည့်သည်တွေကကြောက်လို့တောင်စားရဲမှာမဟုတ်ဘူးလို့ပြောပြီးသူ့ညမှတ်ပဲထပ်ပေးလိုက်ပါတယ်။တတိယစဖိုမူကတော့ဟင်းသီးဟင်းရွက်တွေကိုကြာပန်းပုံစံထွင်းထူထားပြီးအလဲမှာတော့ပဲပြားနဲ့ထုလုပ်ထားတဲ့ဖျားရုပ်ပွားတော်တဆူပါရှိပါတယ်။အဲ့ဒီလူကဒါကိုထုလုပ်ဖို့ဘလောက်ကြာလဲလို့မေးတဲ့အခါစဖိုမူကနာရီပေါင်း20ကြာပါတယ်လို့ဖြေပါတယ်။အဲ့ဒီအခါလူကဒီဟင်းကနန်းအောင်စနန်နေပြီလို့ပြောပြီးသူ့ညမှတ်ပဲထပ်ပေးလိုက်ပြန်ပါတယ်။တင်ဆက်သူကဒါဆိုရင်ဘလို့အစားအစာမျိုးမှအောင်မှတ်ရမှာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီလူဟာဇွန်းနဲ့တကားရည်တွေကိုမှွေနောက်လိုက်ပြီးလေထဲမှာစာလုံးတွေရေးပြပါတယ်။ပြီးနောက်အဲ့ဒီစာလုံးတွေပေါ်ကိုပန်းပွင့်လေးတွေဖြန့်ကျဲလိုက်ပြီးသူကအခုလိုပဲပြောလိုက်ပါတော့တယ်။ဧည့်သည်တွေပေါ်ငဲ့ညာထောက်ထားတဲ့စိတ်နှလုံးရှိနေခြင်းကသာအကောင်းဆုံးဟင်းလျာတွေကိုဖန်တီးနိုင်တာဖြစ်တယ်။